38ကြာမင်္ဂလာတွေကဦးဇင်းတို့ဒါနကုသိုလ်တွေဖြစ်နေပါတယ်တဲ့နော်ဒါနဆိုတာကပေးကမ်းဆွေးခြင်းမင်္ဂလာဆိုတာကတော့ကြီးပွားချမ်းသာကြောင်းအကြောင်းလို့ဖြစ်ပါတယ်ဒါကြောင့်ကုသိုလ်ကောင်းမှုတို့သည်ပယောဂတံပတ်တိဖြစ်ပြီးတော့မကောင်းသောအကျိုးတွေကိုမကောင်းသောဘေးမှအဖြစ်နဲ့ကာကွယ်ပေးလိမ့်မယ်တဲ့ကုသိုလ်ဆိုတာကမကောင်းတဲ့ဘေးတွေမှာကာကွယ်ပေးလိမ့်မယ်တဲ့အကုသိုလ်ဆိုတာကဘာဖြစ်လဲမကောင်းတဲ့အကျိုးတွေပေးပါလိမ့်မယ်ဒါကြောင့်မလို့ကုသိုလ်အကုသိုလ်ဆိုတာကတော့ရှင်းပါတယ်နော်ကုသိုလ်ဆိုတာကကောင်းတဲ့အကျိုးတွေပေးလိမ့်မယ်မကောင်းတဲ့အကုသိုလ်တွေလုပ်လို့ရှိရင်မကောင်းတဲ့အကျိုးတွေကိုခံစားရပါလိမ့်မယ်တဲ့ဒါကတော့ဦးဇင်းတို့ဒီရဝါဒဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ဒီရဝါဒဗုဒ္ဓဘာသာတွေရဲ့အဲ့ဒါနော်အကြောင်းနဲ့အကျိုးတရားကကုသိုလ်အကုသိုလ်ကိုဆိုလိုခြင်းဖြစ်ပါတယ်ကုသိုလ်ဆိုတာကဘာပဲလဲကောင်းသောအကျိုးကိုပေးမယ်အကုသိုလ်ဆိုတာကမကောင်းတဲ့အကျိုးကိုပေးပါလိမ့်မယ်တဲ့အဲ့ဒါကိုစာလို့ပြောတော့ပယောဂတံပတ်လို့ခေါ်ပါတယ်တဲ့cứ làm tức là cái điều mà cho làm cho mình nhân làm cho mình ổn định làm cho mình phát triển trong tương lai thì có một cái nguyên nhân một trong 38 nguyên nhân đó là bố thí cúng dường thì chắc chắn bố thí cúng dường là sẽ là nhân là cái sự hỗ trợ làm cho mình an lạc làm cho mình phát triển làm cho mình thịnh vượng ở trong tương lai và khi mà làm một cái người Phật tử đặc biệt là Phật tử tin tưởng vào lời dạy của Đức Phật tin tưởng vào gọi là nói chung bây giờ là Phật giáo Nguyên Thủy thì chúng ta có một cái niềm tin rất là rõ ràng là nếu như mà chúng ta làm nghiệp thiện thì chắc chắn là sẽ có kết quả tốt đẹp trong tương lai nếu chúng ta làm những cái nghiệp bất thiện thì nó sẽ có những cái kết quả xấu ở trong tương lai thì đó là một cái điều mà tất cả quý vị Phật tử cũng như các sư chúng ta tin tưởng vào lời dạy của Phật chúng ta hướng đến chúng ta làm cái thiện phướcခုနပြောခဲ့တဲ့အကြောင်းကတော့ဒါနအကြောင်းပေါ့နော်အဓိကတို့ဆွမ်းလကဆွမ်းမပေါင်းသူတော်ကောင်းတို့အဓိကအဲ့ဒါနော်လှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုနောက်ဆုံးအနေနဲ့ပြောပြီးကြားသိနေတယ်နော်၃ချက်ကဘာလို့ဆိုတော့ဖရာတရားသံဃာယန္နာ၃ပါးတန်တကုံကိုမြဲလို့ပါပဲဖရာတရားသံဃာယန္နာ၃ပါးကိုနော်မြဲမြံအောင်ကြင်ကြံကြိုးကိုပွားများထုတ်ပြီးတော့နောက်ဆုံးတစ်ခုကနံပါတ်1ကပါလို့၅ပါးတိတာကိုတဲ့ခောက်ပစိုးလို့မြဲအောင်ကြင်ကြံကြိုးကိုပွားများအထုတ်မယ်ဆိုရင်ဒီခုဘွားတုံးလည်းပဲသိချမ်းသာမယ်ကိုချမ်းသာမယ်နောက်တည်တဲ့ဤနောက်တမလုံးဘွားမှာလည်းကောင်းအောင်သူကြီးပုံထမ်းတာရောက်နိုင်ပါတယ်တဲ့ဒါကတန်တကုံ၃ပါးနဲ့၅ပါးတိလာအကျိုးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အကျိုးတရားကလည်းရှားမှုပါဘူးတဲ့အာနာပါနာကြင်ကြံကြိုးကိုပွားများအထုတ်လို့ကြင်ပါပဲတဲ့ဝန်လေးထွက်လေးကိုနော်ဟလာနာသီဝမှာသတိလေးကပ်ပြီးတော့ဝန်နဲ့ထွက်တိုင်းသိအောင်ကြိုးစားပြီးတော့ဝန်လေးပြီးထွက်လေးပြီးဝန်နဲ့ထွက်တိုင်းသိပြီးတော့မှမဖြစ်နဲ့သတိလေးကပ်ပြီးတော့သတိမြဲရပထမဒုမာရှီတူတိဒုမာရှီတူတိဆိုဒီမှာတခြားမဟုတ်ပါဘူးတဲ့ဝန်လေးထွက်လေးနေတာမျက်နှာလေးနဲ့စောင့်ကြည့်နေတဲ့အရှီတူလက်ကြည့်ပေးပါဦးတဲ့ဒုမာရှီတူလုံးစုံလေးရတနိုင်တာတဲ့လုံးစုံလေးရတနိုင်တာဆိုဒီမှာတခြားမဟုတ်ပါဘူးတဲ့လုံးစုံလေးရဆိုတာကဝင်လေထွက်လေရဲ့အစအလယ်ဆုံးလည်းပဲကြည့်ပေးပါတဲ့လုံးစုံလေးရတနိုင်တာစမှငိမ့်စီပြီးဆိုတော့နောက်ဆုံးအဆုံးသက်ကနံပါတ်၄အဆင့်ကဘာလို့မေးလို့ရှိရင်အဲ့ဒါငိမ့်သက်သွားအောင်ဝင်လေထွက်လေလေးငိမ့်သက်ပြီးတော့ငိမ့်ပြီးတော့လေကိုဘာဖြစ်လဲသာတိဝါကမရှူတော့လောက်အောင်နော်လေကိုမသိလောက်အောင်ငိမ့်သက်ပြီးသွားသည့်အထိအာနာပါနာအစဉ်လေးစီကိုကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြတဲ့ဖြစ်သူတော်ကောင်းယနေ့တရားယနေ့တော့ဆွမ်းလာဆုံးမှာသူတော်ကောင်းတို့နိဗ္ဗာန်ကိုအကျိုးမျှော်ပြီးတော့မှเนาะဒီတရားလေးတခုတဏ္ဍကုံ၃ပါး၅ပါးသီလအာနာပါနာကျင့်စဉ်ဆိုတဲ့ဒီထွက်လေးကိုကျင့်ကြံကြိုးကိုပွားများအားထုတ်ရင်းနဲ့เนาะဒီနောက်ဆုံးအနေနဲ့ဘုန်းကြီးတွေနဲ့ဘာသာလေးကိုတရားသိမ်းပါเนาะကျန်နာထောင်ပါမလူမတန်းစင်းရဲလန်းလူတန်းချမ်းသာသည်မပေးလူကမွဲပြကြလူမပေါ်ကျွယ်သည်နည်းနည်းလူကများများရ၍လူကများများပုံမများသည့်စီးပွားဥစ္စာရတတ်ပါသည်မြတ်စွာဘုရားဟောပေါ်ပြသည်မှတ်ပါဒါနအကျိုးသည်ဒီကေကပြန်ပြောပြပါမလူမတန်းစင်းရဲလန်းမလူဘူးမတန်းဘူးဆိုရင်ပိုင်းလေဆင်းရဲလမ်းကိုသွားလိမ့်မယ်လူတန်းချမ်းသာပြီတဲ့လူတဲ့ပုံကိုယ်တွေကဘာဖြစ်လဲချမ်းသာမယ်တဲ့လူတန်းချမ်းသာပြီမပေးလူကမွဲပြကြလူမပေါ်ကျွယ်ပြီတဲ့မရှိလို့မလူရင်မလူလို့မရှိဆိုပြီးတော့ဘာဖြစ်လဲပို့ပြီးတော့ဝဲသွားလိမ့်မယ်တဲ့နည်းနည်းလူကများများရ၍နော်ဟဲ့လားညောင်ကြီးလောက်လူရင်ညောင်မင်းကြီးလောက်ရတယ်ဆိုပဲတဲ့
နည်းနည်းလေးလူရင်လည်းပဲအများကြီးကျိုးပေးတယ်တဲ့နည်းနည်းလူကများများရ၍လူကများများပုံမများသည်ဟာလာမင်းတရားတရားထက်လို့အများကြီးလူမယ်ဆိုပါပြီလေပို့ပြီးတော့များပြားတဲ့စီးပွားဥစ္စာတွေရတတ်ပါလေတဲ့ပုံမများပြားလူကများများပုံမများသည်စီးပွားဥစ္စာရတတ်ပါဘူးဟာလာများများလူကများများရမယ်နော်နည်းနည်းလူရင်လည်းများများရပါတယ်တဲ့လူကများများပုံမများသည်စီးပွားဥစ္စာရတတ်ပါဘူးမြတ်စွာဘုရားဟောဖော်ပြသည်မှတ်ပါဒါနအကျိုးဒီတဲ့အဲ့ဒါဒါနရဲ့အကျိုးတရားကိုနောက်ဆုံးအားလုံးနော်ဒီကပြောခဲ့လိုပါပဲနော်မိမိတို့ဆန္ဒပြလူတန်းပြီးတော့အဲ့ဒါတော့3ပါးနဲ့5ပါးဒီလာကိုအာနာပါနကျင့်မျိုးကိုကျင့်ကြံအကျိုးကောင်းများအထောက်ပြီးတော့မိမိတို့ရဲ့ဒီသတ္တနာနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း